ဒါလေးတွေက PKK order ထဲလေးတွေဖြစ်ပါတယ်ဒါတော့ဝက်ပါနော်ပြီးရင်တစ်ထည်ချင်းစီပြပေးမယ်နော်ခေဒါလေးကအညူရောင်လေးပါသူ့မှာက regular sleeve လေးရယ်ဒီမှာထိုးသီးလေးရယ်ပြီးလို့ရှိရင် sequin လေးတွေပါထည့်ထားပေးတယ်ရင်ပုံစံမျိုးလေးပေါ့နော်တော့လှအချစ်စရာလေးဒါလေးကအနီကပ်ပါဆိုတော့ကြေးစစ်နေတယ်ပေါ့နော်ဒါအညူရောင်ကနှစ်ထည်ဖြစ်ပါတယ်ဒါက PKK order ပါနောက်ထပ်တစ်ရောင်ကဒီနို့စိမ်းရောင်လေးပေါ့နော်ချစ်စရာလေးနှားလိုက်တာဒါလေးက handmade ထိုးသီးလေးနဲ့ sequin လေးနဲ့အောက်ခရောင်ထိပါတယ်နော်ဒါလေးကစိမ်းလေးလည်းနှစ်ထည်ပါဒါမိုးပြအပြင်မှာပို့ပြီးတော့ဖြော့တယ်နော်ပြင်မှာပို့ပြီးဖြော့တယ်အယောင်လေးပို့လှတယ်ချစ်စရာလေးလှလိုက်တာဒါလေးကမိုးပြဒါလေးကတခွားလေးပါချစ်စရာလေးဒါလေးကဝတ်လိုက်ခရောင်ကအရင်မထောင်တာတော့လေဝတ်လိုက်မှဒီချာလေးပုံမယ်နော်ချစ်စရာလေးဒါလေးလည်းနှစ်ထည်ပေါ့နော်တခွားလေးလည်းနှစ်ထည်ပါမှန်တယ်ချစ်စရာလေးကဲဒါလေးကတော့မပါမဖြေတဲ့ order ထဲမှာအဖြူလေးပါဖြူလေးပါချစ်စရာလေး sequin အကုန်ပါတယ်နော်ဒါလေးက size နည်းနည်းကြီးပါတယ်ဒါလေးလည်းနို့စိမ်းလေးပဲနို့စိမ်းဒီလိုနို့စိမ်းအဝေးရောက်မှာသူအယောင်နဲ့လင်းနေရနော်ပြင်မှာနို့စိမ်းတော်တော်လှအချစ်စရာလေးနှောက်လိုက်တာဒါလေးကဘေးတာလေးပါနှောက်လိုက်တာချစ်စရာလေးကြည့်အောင်ဒါလေးကဒီမှာ sequin ထိုးထားတဲ့တေချာလေးပြီးလို့ရှိရင်ဒီမှာ handmade ထိုးပြီးလေးတွေနဲ့ဒါလေးလည်းနှုတ်စိမ်လေးပဲဆက်ဆက်လေးခဲဒါလေးကတော့နှစ်သားရောင်လေးပေါ့နော်နှစ်သားရောင်နုနုကလေးသူလည်းထိုးသီးလေးနဲ့တပုံစံနဲ့ပဲပေါ့နော် regular sleeve လေးဒါလေးကဝတ်လိုက်တော်တော်လှမယ်နော်ခဲဒါလေးကပန်းရောင်ပါ size ကြီးလေးဖြစ်နေပါတယ်ဝတ်လိုက်မှတင်းတင်းလေးဖြစ်နေမှာပါ